Merry Christmas to you all. လောကဝမ်းမြောက်ဖခင်ကြွလာဒီနေ့လောကလူသားအားလုံးဝမ်းမြောက်ဖို့ရအတွက်ယေရှုခရစ်တော်ဖခင်သခင်ကကောင်းကင်ဘုံစည်းစိမ်ကိုစွန့်ပြီးတော့လူစားတိကိုခံကဝေးပွားလာခဲ့ပါတယ်။ဒါကြောင့်ဒီနေ့မှာအားလုံးပဲဝမ်းမြောက်စေဖို့ရအတွက်ယေရှုခရစ်တော်ဖခင်ရဲ့အကြောင်းကိုရောက်ပြီးတော့တရင်ကောင်းလေးမျှဝေပေးခြင်းဖြစ်ပါတယ်။အစာအုံးမှာဖခင်သခင်ကကမ္ဘာလောကကြီးကိုဖန်ဆင်းတဲ့အခါမှာပျော်ရွှင်ခြင်းတွေဝမ်းမြောက်ခြင်းတွေငြိမ်သက်ခြင်းတွေကြည်နူးခြင်းတွေတရားမျှတခြင်းတွေအေးချမ်းခြင်းတွေငြိမ်ချမ်းခြင်းတွေနဲ့ဘုရားသခင်ကဖန်ဆင်းထားခဲ့ပါတယ်။မာနတရားတွေလောဘဒေါသမောဟတွေနဲ့ကင်းစင်တဲ့ကမ္ဘာကြီးကိုဘုရားသခင်ကဖန်ဆင်းထားပါတယ်။လိုလေသေးမရှိစာဝင်နေရင်လည်းလိုအပ်မှုမရှိအောင်ဘုရားသခင်ကအရန်ကိုပြည့်ပြည့်စုံအောင်ဖန်ဆင်းထားခဲ့ပါတယ်။ဒါကြောင့်မို့ထာဝရဘုရားသခင်ကသူဖန်ဆင်းထားတဲ့အရာကိုကြည့်တဲ့အခါမှာဘုရားသခင်ဒီမိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလေအလွန်ကောင်းသည်ကိုမြင်တော်မူ၍ညဦးနှင့်နံနက်သည်စတမနေ့ရက်ဖြစ်လေ၏အရန်ကိုကောင်းမွန်လာတဲ့ဘုရားသခင်ဖန်ဆင်းထားတဲ့အရာကိုဘုရားသခင်ကကြည့်တဲ့အခါမှာအလွန်တရာမှဤချမ်းလေအလွန်တရာမှကောင်းမြတ်တယ်လို့ထာဝရဘုရားသခင်ကမြင်ပါတယ်။သို့တော်ညာလေလူတရားဘုရားသခင်ရဲ့စကားကိုနားမထောင်ခြင်းကစားပြီးတော့အပြစ်တရားဝင်လာတဲ့အခါမှာလူတွေမှာဒေါသမောဟအတ္တမာနတွေနဲ့ကဘာကြီးမှာကြီးစိုးလို့လာနေပါတယ်။ဒီအခါမှာပျော်ရွှင်ခြင်းတွေငြိမ်သက်ခြင်းတွေအေးချမ်းခြင်းတွေငြိမ်ချမ်းခြင်းတွေတရားမျှတခြင်းတွေလုံးဝမရှိတော့ပါဘူး။ဒါကြောင့်မို့ဘုရားသခင်ရဲ့တမန်ကျမ်းစာကဘာပြောလဲဆိုလို့ရှိရင်အကြောင်းမူကားအပြစ်တရားကိုတယောက်သောသူအားဖြင့်ဤလောကသို့ဝင်၍အပြစ်တရားအားဖြင့်ပြင်ခြင်းတရားဝင်ပြီးလူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်တည်ခြင်းသို့ရောက်ရ၏အပြစ်တရားဝင်လာတဲ့အခါမှာအပြစ်ရဲ့တရားသည်အခါခါတည်ခြင်းလို့ဖော်ပြထားပါတယ် Merry Christmas ဦးလေး ဒီတချင်းလေးလုံးဝမရှိတော့ပါဘူးလောကကြီးမှာပေပဲကြီးကြီးလုံခြုံခြင်းဆိုတာလည်းမရှိတော့ပါဘူးညီပြချင်းဆိုတာလည်းဝေလာဝေးပါပဲလောကကြီးမှာလာရောက်ပြီးတော့ခိတ္တခဏနေထိုင်တဲ့အချိန်မှာလည်းဒုက္ခဆင်းရဲခြင်းကိုကြုံတွေ့နေရတယ်လို့နောက်တစ်မျိုးအတွက်လည်းစိတ်ချမှုဆိုတာလုံးဝမရှိတော့ဘူးသို့တော်လည်းပဲဆိုမပူပါနဲ့ယေရှုခရစ်တော်ဘုရားသခင်ဟာလူစားတိကိုခံပြီးတော့လာရောက်မွေးဖွားလာတာကျွန်တော်အားလုံးကိုညီသက်ခြင်းကိုပေးဖို့ပါပဲဝမ်းမြောက်ခြင်းကိုပေးဖို့ပါပဲငြိမ်ချမ်းခြင်းကိုလည်းပေးဖို့ပါပဲဘဝပြောခြင်းကိုလည်းပေးဖို့ပါပဲချီးနူးခြင်းကိုလည်းပေးဖို့ပါဖြစ်ပါတယ်ဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားသခင်ကအပြစ်ရှိသောသူတို့ကိုကယ်တင်အံ့သောငါဤလောကသို့ကြွလာတယ်လို့ယေရှုခရစ်တော်ဘုရားကဖော်ပြထားပါတယ်။ဒါကြောင့်မို့ဘုရားရဲ့နှုတ်ကပတ်တော်မှာပြောလဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့သားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရရှိခြင်းကဘုရားသခင်သည်မိမိ၌တပါးရီတော်သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူတယ်လို့ဖော်ပြထားပါတယ်။ယနေ့လောကလူသားအားလုံးကိုထာဝရဘုရားသခင်ကအယံချစ်တဲ့အတွက်ကြောင့်မလို့ငြိမ်သက်ခြင်းအရှင်သည်ဟူသောသခင်ယေရှုခရစ်တော်ဘုရားဟာလူစားတိကိုခံပြီးတော့လာရောက်မွေးဖွားခြင်းပဲဖြစ်ပါတယ်။ယေရှုခရစ်တော်ဘုရားလာရောက်ပြီးတော့မွေးဖွားလာတာတခုတည်းမဟုတ်ပါဘူး။လူသားတွေအပြစ်ကနေပြီးတော့လွတ်ဖို့ရအတွက်ဖြစ်တယ်။လောကမှာအသက်ရှင်တဲ့အခါမှာငြိမ်သက်ခြင်းတွေဝမ်းမြောက်ခြင်းတွေရှိဖို့ရအတွက်ဖြစ်တယ်။ဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားဟာကျွန်တော်ရဲ့အပြစ်အတွက်လဝါကားရပေါ်မှာအသေးခံပြီးတော့၃ရက်မြောက်သောနေ့မှာပြန်လည်ရှင်ပြန်ထမြောက်တာဖြစ်ပါတယ်။ဒါကြောင့်မို့ယေရှုခရစ်တော်ရဲ့အတိတ်ပေဟာဆိုလို့ရှိရင်ရွေးနှုတ်ကဲ့တင်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့အားလုံးပဲ Merry Christmas to you all
ထိုယေရှုခရစ်တော်ဘုရားကိုမြည်ဆန်းယုံကြည်ခြင်းအဖြစ်မိတ်ဆွေရဲ့တက်တာမှာဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကြည်နူးခြင်းပျော်ရွှင်ခြင်းစီးလုံးခြင်းညီညွတ်ခြင်းတရားမျှတခြင်းတွေအားလုံးရရှိပိုင်ဆိုင်နိုင်ပါစေလို့မြတ်တာအဖြစ်တည်င်းကောင်းလေးလာရောက်ပြီးတော့မျှဝေပေးခြင်းပါတယ်အားလုံးပဲ Merry Christmas to you all